မင်္ဂလာမနက်ခင်းပါရှင်။ Renew Agency သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့နမောင်မြို့နယ်ဗရောင်းငုတ်ရွာကပြူစောတိစခန်းကိုမကွေးပါကဖပူပေါင်းဖွဲ့တွေတိုက်ခိုက်သိမ်းယူလိုက်တဲ့ဆိုတဲ့သတင်း။ Post Modern စာရေးဆရာမင်းခိုင်ဆိုဆန်ကွယ်လွန်တဲ့သတင်း။ငင်းချမ်းရေးအတွက်သဘောထားကွဲလွဲမှုတွေကိုဥပဒေပေါင်းတွင်ကနေဖြေရှင်းဖို့အာဏာသိမ်းစစ်ကောင်ဆောင်ပြောကြားလိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။ကျွန်မကတော့အန်နာပါ။နမောင်မြို့နယ်ဗရောင်းငုတ်ရွာကပြူစောတိစခန်းကိုမကွေးပါကဖပူပေါင်းဖွဲ့တွေတိုက်ခိုက်သိမ်းယူလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မကွေးတိုင်းနမောင်မြို့နယ်ဗရောင်းငုတ်ရွာမှာရှိတဲ့စီအုပ်စုလက်အောက်ခံပြူစောတိအထိုင်စခန်းကိုဒေသကာကွယ်ရေးပူပေါင်းဖွဲ့တွေကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကဇွန်လ19ရက်ကထုတ်ပြန်ထားပါတယ်။မကွေးကံပြနမောက်ကာလမအနီးနမောင်မြို့နယ်9မိုင်ခန့်အကွာမှာရှိပြီးတော့ပြူစောတိတပ်ဖွဲ့တွေအာကောင်နယ်ဗရောင်းငုတ်ရွာကိုဇွန်လ10ရက်ကမကွေးပါကဖပူပေါင်းဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြူစောတိအထိုင်စခန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဗရောင်းငုတ်ကျေးရွာနဲ့အနီးတစ်ဝိုက်ကိုစီအုပ်စုနဲ့လက်အောက်ခံပြူစောတိတပ်ဖွဲ့တွေကအခိုင်အမာထိန်းချုပ်ထားတာဖြစ်ပြီးတော့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြူစောတိအထိုင်စခန်းကိုသိမ်းယူပြီးတဲ့နောက်မိရှို့ဖျက်ဆီးပြီးတော့ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းမှာလက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့မကွေးတိုင်းပါကဖကထုတ်ပြန်ချက်မှာဖော်ပြထားပြီးတော့စီအုပ်စုနဲ့ပြူစောတိဘက်ကထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ဖော်ပြထားတာမရှိပါဘူး။အဲ့ဒီစစ်စင်ရေးကိုမကွေးခရိုင်ပါကဖနမောင်မြို့နယ်ပါကဖ6မြို့နယ်ပါကဖမကွေးမြို့နယ်ပါကဖရေနံချောင်းမြို့နယ်ပါကဖမကွေးတိုင်းပါကဖလှုပ်ရှားစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Post Modern စာရေးဆရာမင်းခိုင်ဆိုဆန်ကွယ်လွန်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မြန်မာလူငယ်တွေကြား Post Modern စာပေနဲ့လူသိများထင်ရှားတဲ့ကြပြဆရာစာရေးဆရာမင်းခိုင်ဆိုဆန်ခေါ်ဒေါက်တာကျော်စိုးဟာအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာဇွန်လ19ရက်ကကွယ်လွန်သွားတယ်လို့မိသားစုနဲ့နှိစက်သူတို့စီကသိရပါတယ်။ချစ်ကန်ကန်ဝတ္ထုတို့များစာအုပ်နဲ့2021ခုနှစ်အမျိုးသားစာပေဆုရရှိခဲ့ပြီးတုံညာဝတ္ထုနဲ့လူသိများထင်ရှားခဲ့တဲ့အသက်54နှစ်အရွယ်စာရေးဆရာမင်းခိုင်စိုးစံကဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးသားတာတွေကိုလည်းတွဲဖက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။2018ခုနှစ်ကမြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ဇာတ်လမ်းဖြစ်တဲ့ပြည်ထောင်စုတစ္ဆာဇာတ်လမ်းမှာဇာတ်ညွှန်းရေးသားပေးခဲ့ပြီးအဲ့ဒီဇာတ်လမ်းကရှမ်းပြည်နယ်မြောက်ပိုင်းမုံကိုဒေသမှာရှိတဲ့ကိုကန့်လက်နက်ကင်တပ်ဖွဲ့ MNDAA နဲ့တိုက်ပွဲဖြစ်ပွားခဲ့မှုကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။စာရေးဆရာမင်းခိုင်စိုးစံကွယ်လွန်ခဲ့တဲ့ပေါ်စာပေအတိုင်းဝိုင်းနဲ့မြန်မာစာအုပ်တိုက်တွေကလည်းဝမ်းနေကြောင်းရေးသားထားကြပြီးတော့သူနဲ့နှိစက်သူအတိုင်းဝိုင်းတွေကလည်းစာရေးဆရာမင်းခိုင်စိုးစံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးသားဖော်ပြထားကြပါတယ်။စာရေးဆရာမင်းခိုင်စိုးစံကရန်ကုန်စေတက္ကသိုလ်ကနေ2000ခုနှစ်မှာ MBBS ဘွဲ့ရရှိခဲ့သူတူဖြစ်ပါတယ်။မဟေတီမဂ္ဂဇင်းမှာ1989ခုနှစ်ဖေဖော်ဝါရီလကပုံနှိပ်ခဲ့တဲ့နေအောင်ကြည်သည်ယောဂပိုးများကိုသိစေဤဝတ္ထုတို့နဲ့စာပေလောကတွေကိုဝင်ရောက်လာခဲ့သူပါ။လွမ်းလို့တည်သွားတဲ့တစ်ပင်လုံးချင်းဝတ္ထုကိုပထမဆုံးရေးသားထုတ်ဝေခဲ့ပြီးလုံးချင်းဝတ္ထုနဲ့ဝတ္ထုတို့ပေါင်း30နီးပါးကိုရေးသားထုတ်ဝေခဲ့ပါတယ်။ငင်းချမ်းရေးတွေသဘောထားကွဲလွဲမှုတွေကိုဥပဒေပေါင်းအတွင်းကနေဖြေရှင်းဖို့အာဏာသိမ်းစစ်ကောင်ဆောင်ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မြန်မာပြည်သူတွေပေါ်မတရားဖန်ဆီးမှုတွေနဲ့အကြမ်းဖက်မှုတွေကိုလှုံ့ဆော်နေတဲ့အာဏာသိမ်းစစ်အုပ်စုကောင်ဆောင်မင်းအောင်လှိုင်ကငင်းချမ်းရေးအတွက်သဘောထားကွဲလွဲမှုတွေကိုဥပဒေပေါင်းအတွင်းကနေဖြေရှင်းဖို့တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။လက်ရှိမြန်မာငင်းချမ်းရေးအခြေအနေပေါ် CCTV သတင်းဌာနကမေးမြန်းမှုကိုစစ်ကောင်ဆောင်ကနိုင်ငံရေးအုပ်ချုပ်ရေးရှင်းကျင်းမှုတိုင်းရင်းသားရေးစားတဲ့အခြေအနေတွေကတစ်ခုခုကြောင့်သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုရင်ဥပဒေနဲ့အညီဆွေးနွေးညှိနှိုင်းဖြေရှင်းသွားရမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဘလို့သဘောထားကွဲလွဲတာလဲ။နိုင်ငံရေးအရာသဘောထားကွဲလွဲတာလား။အုပ်ချုပ်ရေးအရာသဘောထားကွဲလွဲတာလား။ဒါမှမဟုတ်ရှင်းကျင်းမှုအရာသဘောထားကွဲလွဲတာလား။တိုင်းရင်းသားရေးအရာသဘောထားကွဲလွဲတာလား။ဒါတွေကိုသဘောထားကွဲလွဲမှုတွေမရှိအောင်ရအောင်အကောင့်ထဲဖော်ရမှာပါ။ဒါကိုတရားဥပဒေနဲ့အညီတွားရမှာပါလို့မင်းအောင်လှိုင်ကပြောပါတယ်။2020ရွေးကောက်ခံအစိုးရအဖွဲ့စီကနေလက်နက်အားကိုနဲ့အာဏာလုယူခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်တွေကို
မတရားပုံမှားတွေနဲ့တရားစွဲဆိုဖမ်းဆီးထောင်ချခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကသဘောထားကွဲလွဲမှုတွေကိုဥပဒေဘောင်အတွင်းကနေဖြေရှင်းဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။စီအိုစုရဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အဖွဲ့ကလည်းသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်တဲ့ 7EAO Alliance တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOS တွေနဲ့နေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီးဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA မိုင်းလာတပ်ဖွဲ့နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့နဲ့တိကျတွဲဆုံဆွေးနွေးမှုတွေလှုပ်ဆောင်နေပါတယ်။ရှက်ပေါင်း100အတွင်းငြိမ်းချမ်းရေးရရှိအောင်လှုပ်ဆောင်သွားမယ်လို့စစ်ကောင်ဆောင်ကပြီးခဲ့တဲ့ဧပြီ20ရက်နေပြည်တော်အစည်းအဝေးမှာပြောဆိုထားပေမဲ့မြန်မာပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေလေကြောင်းပုံကျဲမှုတွေနဲ့သူတို့ပေါ်ဝေဖန်ပြောဆိုသူတွေကိုမတရားဖမ်းဆီးတာတွေလှုပ်ဆောင်နေဆဲဖြစ်ပါတယ်။သဘောထားကွဲလွဲမှုတွေကိုဥပဒေနဲ့အညီလှုပ်ဆောင်ဖို့နဲ့ဥပဒေကိုကျော်လွန်ပြီးဘယ်သူမှလှုပ်ဆောင်ခွင့်မရှိဘူးလို့စစ်ကောင်ဆောင်ကပြောဆိုခဲ့ပေမဲ့သူတို့ကိုဝေဖန်ပြောဆိုခဲ့တဲ့ပြည်သူတွေကိုစီအိုစုကမတရားဖမ်းဆီးမှုတွေရှိနေပြီးမြန်မာပြည်သူတွေအသုံးများဆုံးဖြစ်နေတဲ့လူမှုကွန်ရက်ကိုလည်း24နာရီမပြတ်စောင့်ကြည့်နေတယ်လို့ဇွန်လ18ရက်ကပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာစီအိုစုပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်မင်းသူကပြောဆိုထားပါတယ်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တင့်တည်ထိုက်တဲ့စောင်းပါတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှာအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။